မင်္ဂလာပါကျွန်တော်ဒီ Amazon Moonflower ကတ်တက်ဆိုတဲ့အပင်အကြောင်းလေးပြောပြချင်လို့ပါခင်ဗျအရင်စိတ်ဝင်စားလို့ကောင်းလို့ဒီအပင်ကလေဒီနဂမောက်တို့ဒီကုမုတ်တော်ရာမျိုးစိတ်တွေနဲ့ကတ်စစ်စင်ပေါ့နော်ဒါပေမဲ့ तू ကကြတော့ Amazon တော်ထဲမှာပေါက်သွားတဲ့ကတ်တက်တစ်မျိုးပေါ့နော်ပြီးလို့ရှိရင် तू အရွက်သားလေးတွေကပပလေးနဲ့လေဘယ်လိုပြောမလဲပပလေးနဲ့ကတ်လေးပေါ့နော်တန်တွေကိုကတ်တဲ့မျိုးစိတ်ကလေးပေါ့နော်တအားလာတယ်သူပုံစံလေးကျွန်တော်သဘောကျတဲ့မျိုးစိတ်တွေမှာပါတယ်ပေါ့နော်သူအပွင့်ကလေညနေဘက်မှာပွင့်ပြီးတော့ဒီညနေပိုင်းမှာပွင့်တယ်ပေါ့နော်ကုမုတ်ဒရာပန်းတွေလိုပဲသူအပွင့်က24နာရီခံတယ်ပေါ့နော်24နာရီကြည့်လို့ရှင်သူကအပွင့်လေးတွေကျွေသွားအဲ့ဒီအပွင့်လေးကသူရနံ့လေးကလည်းတအားမွေးတယ်လို့တော့ပြောတယ်အရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့ तू ကကြတော့နေတရက်ကြတာပဲလုံးဝမကြိုက်ပါဘူးနေဖြော့လေးတွေနေအောင်တရက်မကြမဲ့နေရာလေးတွေပေါ့နော်နေအောင်ဖြော့လေးတွေရှိတဲ့နေရာလေးတွေသဘောကျတယ်ပြီးလို့ရှိရင်သူ့ရဲ့အပြင်ကကြတော့ဒီစိုးထန်းဆများတဲ့နေရာတွေကိုသဘောကျတယ်ပေါ့နော်ဒါပေမဲ့ရေဝတ်တာတော့ဘာလို့ဆိုရင်တော့သဘောမကျပါဘူးအဲ့လိုမျိုးအပြင်မျိုးစိတ်ပေါ့နော်အရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအပြင်လေးကလေ